ကိလေသာကိုကင်း၍ငြိမ်းသောစိတ်နှလုံးရှိတော်မူပါသောမြတ်စွာဘုရားတမ္မာတန်ဖိုးသောလုံးစုံသောတရားတို့ကိုမဖောက်မပြန်ကိုယ်ပိုင်ဉာဏ်ဖြင့်မှန်ကန်စွာသိမြင်တော်မူပါသောမြတ်စွာဘုရားဝိဇ္ဇာရှရဏတမ္ပန်သောမျက်စိနှင့်တူသောအတိညာဝိဇ္ဇာခြေတော်နှင့်တူသောအကျင့်စရဏတရားတို့ဖြင့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရားသူကတော်တတ္တဝါတို့ဟာအကျိုးများကြောင်းဥမှန်သောစကားကောင်းကိုသာမျက်ရွှေတော်မူပါသောမြတ်စွာဘုရားလောကဝိတုလောကအလုံးကိုသိမြင်တော်မူပါသောမြတ်စွာဘုရားနှုတ်တော်ပုရိသဓမ္မတာရတိရှုံးမလိုက်သောတတ္တဝါတို့ကိုကိလေသာကင်းရင်ကျေးခြင်းသို့ရောက်အောင်ရှုံးမတော်မူရာ၌အတုမရှိအမျက်ဆုံးဖြစ်တော်မူပါသောမြတ်စွာဘုရားတတ္တာဒေဝမနုဿာနံတန်တရားခီးသောတတ္တဝါအများတို့၏ရှည်သောကောင်းဆောင်ကြီးဖြစ်တော်မူပါသောမြတ်စွာဘုရားဘုဒ္ဓသစ္စာလေးပါးအမှန်တရားတို့ကိုကိုယ်တိုင်လည်းသိမြင်တပါးသူတို့ဟာလည်းသိစေတော်မူတတ်ပါသောမြတ်စွာဘုရားဘဂဝါပြုကျင့်ခဲ့သောပါရမီတော်နန္ဒတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုဏ်ဖြာဖြာတို့ဖြင့်ကောင်းစွာဂုဏ်လုံးဤပြည့်စုံတော်မူပါသောမြတ်စွာဘုရား